ဘုရားဘာသာဖြစ်ရင်အနည်းဆုံးအဲ့ဒီကံကံရဲ့ကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ကံကံရဲ့ကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံရဲ့ကျိုးကိုငြိမ့်ပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေနဲ့တွေ့ဖြစ်သွားပြီသူကနော်တွေ့ဖြစ်သွားပြီကဲစဉ်းစားကြည့်အောင်ကံကံရဲ့ကျိုးကိုလက်ခံသူနဲ့လက်မခံသူဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘယ်လိုစဉ်းစားလက်မခံသူကဘယ်လိုစဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်အကိုလည်းစဉ်းစားကြည့်ပေါ့ကံကံရဲ့အကျိုးလက်မခံဘူးဆိုရင်ဘယ်လိုလုပ်လဲကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲမကောင်းတဲ့ကျိုးမရပါဘူးဒါတွေကအပိုးပဲကိုလှုပ်ချင်တာလုပ်မယ်ဆိုတဲ့လူတစ်ယောက်ဟာကိုလှုပ်ချင်တာလို့ဆိုကြတယ်ကောင်းတာလှုပ်ချင်တာနည်းတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအကံကြီးကျိုးလက်မခံဘူးဆိုတဲ့အဆိုးဘက်ရောက်သွားတယ်လမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မခံတော့ကောင်းတယ်လို့စဉ်းစားတော့ကံကြီးကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတာသမဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်ကောင်းကျိုးဆိုဖြစ်စွာရှိတယ်ကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးဝပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုပ်လာပဲဘုရားဘုရားဘာသာဝင်သူတော်စင်တွေစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုပ်နေကြတာဟာအနည်းဆုံးနောက်မှချမ်းသာဖို့လူတွေပြောရရှိတယ်တို့မရှိလို့မလူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေးတော့လှူမှပဲဆိုတဲ့အတွေးလေးတွေဝင်လာကုသိုလ်ကောင်းမှုတော့လုပ်မှပဲကုသိုလ်ကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနေကြသွားလိမ့်မယ်ကုသိုလ်တော့လုပ်မှပဲဒါယုံကြည်တာပဲတဲ့အဲ့လိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလွတ်ဖြစ်သွားတယ်အဲ့တော့ရလက်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါတို့ကဘုရားသခင်ကဖန်ဆင်းလို့ဘုရားသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတဲ့လုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးနော်ဘာလို့လဲဆိုရင်သူ့ကိုအဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကအဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဘုရားသခင်ကအဆုံးဖြတ်ပေးတာဘုရားသခင်ကိုပဲထိုင်ရှိခိုးနေဖို့ဆုတောင်းနေဖို့လက်စင်းပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုယ်ကိုယ်လုံးတဲ့လုံးထိုက်တာကိုမလုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံရဲ့ကျိုးလက်ခံသိမြင်တဲ့ကမ္မတက္ကတာသမဒိဋ္ဌိဉာဏ်ရှိရမယ်လို့ပြောအဲ့ဒါမရှိရင်လူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော်ကံကံရဲ့ကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့မှတ်သားကြနော်